ဒီအပိုင်းတော်တော်များများစပင်ပုံစံပြောင်းသင့်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်စပင်ပုံစံပြောင်းထားပါတယ်အခုလိုမျိုး warrior cat အဖြူရောင်နဲ့အဆင်ပြေတော့လားဒါမှမဟုတ်လို့ရှိရင်လည်း cat blade တွေလို drag lock ကြီးထားလိုက်ရင်အဆင်ပြေတော့လားမဟုတ်ရင်လည်းဒီဟာလန်းလိုမျိုးရွှေအိုးရောင်စပင်ရှေ့ကြီးနဲ့ဆိုရင်လည်းcomment တင်တယ်ပေါ့နော်တကယ်တမ်းတော့ဗီဒီယိုထဲမှာစပင်ပုံစံတွေမဟုတ်ဘူးဒီအင်ကြီးတွေအဝယ်စားတွေအစားအကုန်လုံးကိုယ်စိတ်ကြိုက် AI ကပြင်ပေးနိုင်တယ်ဆိုတော့ဒီဗီဒီယိုမှာတော့ AI tools တွေထဲမှာပါနေရတာနဲ့ကျွန်တော်တို့သိသတိမထားမိတဲ့သိမသုံးဖြစ်တဲ့တကယ်တမ်းမှာအများကြီးအသုံးဝင်တယ်သူတို့ပြကျောင်းစာလေ့လာနေရတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်အများကြီးအသုံးဝင်တယ် feature 3ခုလို့ပြောမလား AI tricks 3ခုလို့ပြောမလားအဲ့3ခုအကြောင်းပြောရင်းနဲ့သိမကြခင်မှာမြန်မာနိုင်ငံကဒီ12တန်းဒါမှမဟုတ်လို့ရှိရင်လည်း IGC SE O level အဆင့်ကျောင်းသားတွေအတွက်သိန်း200ကျော် price ပို့ပေးမယ်လာပြီးတော့စစ်မဲ့အကဲဖြတ်မဲ့ဒိုင်တွေကလည်းနိုင်ငံတကာအာဆီယံအဆင့်အဒိုင်တွေကိုဖိတ်ခေါ်ထားရဲဆိုတော့တကယ်ကျန်းတဲ့ AI competition တစ်ခုအကြောင်းပြောဖို့လဲပါပါတယ်ပထမဆုံးတစ်ခုက ChatGPT မှာ deep research ဆိုတဲ့ feature ပါတယ်ပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့အောက်မှာ deep research ကိုရေးပြီးတော့တစ်ခုခုကိုမေးလိုက်ရင်ပုံမှန်အမေးအဖြေမြန်မြန်ဆန်ဆန်တွတ်တွတ်လွတ်လွတ်သွားတဲ့ပုံစံမျိုးမဟုတ်တော့ဘူးအကြောင်းအရာတစ်ခုခုကိုစနစ်တကျအတွင်းကြလေ့လာမှုဆိုလို့ရှိရင်ဒီ deep research ဆိုတဲ့ feature ပို့ပြီးတော့သုံးသင့်တယ်ဥပမာကျွန်တော်တို့ကျောင်းမှာသင်ရတဲ့နျူတန်ရဲ့လောသုံးခုအကြောင်းပြောပါဆိုရင်ဒါဆိုရင် तू ကဘလို့အကြောင်းအရာတွေကို research လုပ်မယ်ဘလို့ပုံစံမျိုးနဲ့ဖြည့်ပေးမယ်ဆိုတဲ့ screen ကိုအရင်ဆုံးပြလိုက်မယ်ပြီးရင် topic ပုံမူတည်ပြီးတော့10မိနစ်လောက်ကနေပြီးတော့နာရီဝက်လောက်အထိကြာအချိန်ယူပြီးတော့မှကျွန်တော်တို့တကယ် research paper အရှိကြီးပြန်ထုတ်ပေးတယ်ထွက်လာတဲ့အခါမှာလည်းအခုလိုပဲ graph တွေ mind map တွေနဲ့ဒီအချက်အလက်ပေါ်အခြေခံထားတဲ့ research paper ကောင်းပုံမှန် ChatGPT နဲ့မတူတဲ့ပုံစံမျိုးထုတ်ပေးတယ်နောက်တစ်ခုကတော့ရှေ့မှာလည်းပြောခဲ့ဘူးတယ်ဒါပေမဲ့စာသင်မယ်စာလေ့လာမယ်ဆိုလို့ရှိရင်အမြဲတမ်းမဖြစ်မနေထည့်ပြောရမယ် notebook LM ပါ notebook LM မှာအရင်တစ်ခေါက်ကျွန်တော်ဗီဒီယိုလုပ်တုန်းကထက်အများကြီးပို့ပြီးတော့ powerful ဖြစ်တဲ့ feature တွေကိုထပ်ပြီးတော့ထည့်ပေးကြတယ်အခုဆိုလို့ရှိရင်ဒီ infographic တွေ data table တွေကအစပါလာပြီ chapter တစ်ခုချင်းစီလိုက်လေ့လာတာတအုံလုံးကိုတစ်ခါလေးခြုံပြီးလေ့လာတာနဲ့တော်တော်ကွာတယ်ငါ့ကို chapter 1အတွက်ပဲ summary ထုတ်ပေး chapter 1ရဲ့အဓိကအကြောင်းအရာဘာတွေလဲငါ့ကိုပြောပြအဲ့ဒီလိုမျိုးသွားကြည့်တဲ့အချိန်မှာတအုံလုံးလေ့လာတာထက်အများကြီးကွဲပြားတဲ့ result မျိုးရတယ်ပေါ့အခုရှိတာဘယ် AI မှာမဆို hallucination ရဖြစ်ကိုဖြစ်တယ်ဒါပေမဲ့ notebook LM ကတော့သူ့ကိုပေးထားတဲ့ source ကနေပဲပြန်ပြီးတော့ပြောပြတာဖြစ်တဲ့အတွက် hallucination ရမရှိသလောက်နည်းတယ်ဆိုတော့ကျန်တာတွေဆက်မပြောခင်မှာ AI ကိုစိတ်ဝင်စားတဲ့12တန်းဒါမှမဟုတ်လည်း IGC SE O level ပြီးသားကျောင်းသားလူငယ်တွေအတွက် AI ရဲ့အခြေခံ topic တွေအပြင်လက်ရှိခေတ်စားနေတဲ့ design thinking တို့ prototype development တို့ pitching နဲ့ presentation တွေပါဝင်တဲ့ topic 5ခုကို series of workshop ပုံစံမျိုးနဲ့သင်ပေးမယ်ပြီးရင်ကိုသင်ထားတဲ့အရာတွေနဲ့ပြန်ပြီးတော့ပြိုင်ကြရမယ်ပထမစုက330ဒုတိယစုက320တတိယစုက10သိန်းအဲ့ဒါအောင်မှခေါင်းစဉ်3ခုအောက်မှာစုစုပေါင်း price pool က300အကျော်ထိချီးမြှင့်မဲ့ competition တခုရှိနေတယ်လို့ STI မြန်မာပြောလာပါတယ်လာဆင်းမဲ့သူတွေကဒီရတာမဟုတ်ဘူးနိုင်ငံခြား judge တွေကလာပြီးတော့ကိုယ်အကဲဖြတ်မှာပေါ့နော်တခုရှိတာဒီ program ကလူအများကြီးလက်ခံလို့မရဘူးလို့တော့သိရတယ်သူက form ကလည်း July 10ရက်နေ့မှာပိတ်မယ်လူရွေးပြီးတော့မှလက်ခံပါအရွေးခံရရင်လည်းဒီ July လထဲမှာပဲစပြီးတော့တက်ရမှာစနေတနင်္ဂနွေနေ့တွေမှာတက်ရမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ဒီအောက်က comment မှာထည့်ထားပါတယ် STI မြန်မာဆိုတာကလည်းသိတဲ့အတိုင်း2006ကတည်းကသူတို့ကစတာနှစ်20ကျော်တက်တန်းရှိနေတဲ့အကြောင်းကမ္ဘာမှာ engineering နဲ့ပတ်သက်ရင်နာမည်အကြီးဆုံးအဖွဲ့တစ်ခုလို့ပြောရမယ် UK Engineering Council ကပါအသိမှတ်ပြုထားတဲ့မြန်မာပြည်ကတစ်ခုတည်းသောအကြောင်းပါ UK University of Berkshire က Vice Chancellor ကိုတိုင်တော်ဘွဲ့နှင်းတဲ့ပြင်ကိုတက်ပေးခဲ့ဘူးလေနှစ်တိုင်းလဲ UK က Senior Executive တွေ Lecturer တွေကလာပြီးတော့ STI မှာသင်ပေးနေတယ်ဆိုတော့ Engineering နဲ့ Computer Science ဘက်မှာတော့ STI ကမြန်မာပြည်မှာတော်တော်လေးကိုနာမည်ကြီးတဲ့အကြောင်းတွေထဲမှာပါတယ်သူတို့ရဲ့လက်ရှိ BSc Honors Computer Science မှာဆိုလို့ရှိရင်လည်း AI tool တွေဘယ်လိုသုံးရတဲ့အစနောက်ကွယ်မှာဘယ်လိုတွေဖန်တီးတိစောက်ကြတယ်ဆိုတာတွေပါသင်ပေးနေတယ်လို့လည်းသိထားပါတယ်နောက်ဆုံးတစ်ခုကတော့လက်ရှိ AI တွေထဲမှာမြန်မာစာအမှန်ဆုံးလို့ပြောရမယ် Gemini မှာပါတဲ့ guided learning ဆိုတာပါဒီ Gemini နဲ့ဝင်ပြီးတော့အပေါင်းလေးကိုနှိပ်လိုက်ရင်သူ့ရဲ့ဒီဘက်အောက် more tools ကိုသွားရင် guided learning ဆိုတာပါတယ်သူကဘာလဲဆိုတော့ကျွန်တော်တို့စာသင်ပေးမဲ့ tutor ဆရာသူအမေးဖြေဖြေပေးမဲ့သူမဟုတ်ဘူးကျွန်တော်တို့တစ်ခုခုကိုမေးလိုက်လို့ရှိရင်ကျွန်တော်တို့မေးခွန်းတွေပြန်မေးတယ်ခါကြောက်ချင်းအရင်ဆုံးသူကအဲ့အကြောင်းလေးကိုနည်းနည်းလေးပြောပြတယ်ပြီးရင်ပြန်မေးတယ်ပြီးရင်ကိုအခုပြောခဲ့တဲ့အရာတွေအကုန်လုံးကို summarize လုပ်ပြီးငါ့ကိုပြန်ပြောပါဦးလို့ဘာလို့လဲခိုင်းတယ်ဥပမာအာကာသယာဉ်တွေအကြောင်းလေ့လာခြင်းတယ်ဆိုရင်အရင်ဆုံးသူက outline တွေပြောမယ်ပေါ့နော်အဲ့ဒီထဲမှာဘယ်ဘန်းကိုဆက်သွားမလဲဆိုလို့ရှိရင် okay အာကာသယာဉ်အမျိုးအစားတွေဆက်သွားမယ်ဒါဆိုရင်အာကာသယာဉ်အမျိုးအစားတွေတင်မဟုတ်အောက်မှာ infographic တွေနဲ့ပါသူကတခါတည်းပေးမှာပေါ့နော်ဒါ International Space Station ISS မှာ
ဘယ်လိုမျိုးတွေအခြေအနေရှိနေတယ် crew တွေရဲ့ nationality တွေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အောက်မှာစပြီးတော့မေးခွန်းမေးပြီပေါ့နော်ဒီမျိုးစားတွေကိုကြည့်ပြီးစဉ်းစားကြည့်ရအောင်ကျွန်တော်တို့ကအလွန်ကွာဝေးပြီးလူတွေသွားဖို့အန်တီများတဲ့ Jupiter ဂျိုကြီးကိုနီးကပ်သွားလေးတဲ့ဂျိုရှင်းနေဆိုရင်အပေါ်၄မျိုးတွေကဘယ်အာကာသယာဉ်မျိုးစားကိုအသုံးပြုသင့်တယ်လို့ထင်ပါတယ်လေမျိုးမေးခွန်းအနေနဲ့အပြန်အလှန်ဆရာတယောက်လိုသင်ပေးတဲ့အရာပေါ့နော်ဝေးထင်းစူးစမ်းရင်များပေါ့ဆိုအဖြစ်မှန်ပါတယ်တဲ့သူကဒီမှာဆက်ပြီးတော့မေးဦးမှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ level ကဘယ်လောက်ရှိလဲကျွန်တော်တို့ဘယ်လောက်ထိသိထားလဲဆိုတာ နဲ့ကျွန်တော်တို့ကဖြည့်ရမှာအဲ့ပေါ်မူတည်ပြီးတော့မှသူကဆက်ပြီးတော့ကိုယ့်ရဲ့ level အလိုက်ဆက်ပြီးတော့သင်ပြီးမှမျိုးပေါ့နော်သူငယ်တန်းလောက်ကလေး knowledge ကိုတက္ကသိုလ် level knowledge အရာတွေမပြောသလိုတက္ကသိုလ် level လောက်ရောက်နေပြီးသားသူတရားကိုလည်းသူငယ်တန်းလောက်ဟာတွေကနေဆက်ပြီးတော့မသိဘူးအဲ့တော့ဒါကတော့ပြောရရင်တကယ်အသုံးဝင်တဲ့ဟာလေးတွေမှာပါတယ်ပေါ့နော် okay ဒါတွေကတော့လက်ရှိကျွန်တော်ကိုယ်တိုင်လည်းကျောင်းသားတယောက်ပြန်ဖြစ်လာတော့စာတွေကိုလေ့လာတဲ့အခါမှာဘယ်လို tool လေးတွေကပို့ပြီးတော့အသုံးဝင်နေဆိုတာကိုပြောရင်းနဲ့လူငယ်တွေပြိုင်လို့ရတဲ့ AI competition တခုအကြောင်းပဲဖြစ်ပါတယ်ကိုလာပါ